နဲ့မဆိုင်လို့လက်လို့သွားတာလက်လို့ဘုံကျော်လည်းတူဟုတ်တယ်အဲ့ဘုံကျော်လည်းပြီးတော့ဘူးရှိလို့ထိုင်တော်လည်းကြံပြီးထိုင်တော်လည်းထိုင်တော်လည်းထိုင်တော်လည်းတူဒါပြီးမင်းတို့ကနိုင်ကခေါ်ထားလိုက်တော့အဲ့တူတယ်မကောက်ဘူးခါတော့တောင်းတယ်ဝလာရေးတော့ဒီတောင်းတယ်ဝလာရေးတော့ဒီတောင်းတယ်ဝလာရေးတော့ဒီဟောတောင်းတယ်ဝလာရေးအထက်ကတူလေးကြံနေတယ်ဟာဖိုင်တော့လည်းမူးတယ်လည်းခိုင်တော့လည်းကြံနေတယ်အုံတော်မရှိတဲ့အတိုင်းခေါင်းထဲအုံတော်တရားကိုဖိနေဝါဆိုတယ်ဒီငယ်ကြီးတို့ခိုင်နေတယ်လို့ကြံနေတယ်ကွာဒီငယ်ကြီးတို့ခိုင်နေတယ်လို့နောက်ဆုံးပုံပြောမယ်မမမောင်ရအပေါ်ကွာတော်ပြီလူရဟာအဲ့ဒါဆိုရင်မရှိတော့ပုံမောကျုံမျိုးတော့ကုံမောတယောက်ချင်းပြောနေဘာဖြစ်လို့တကြိုးလုံးတစ်ချိန်လုံးပြောအောင်တယောက်ချင်းပြောငါထပ်ခံမှာလို့ကျုံမျိုးတော့ကုံမောဆိုင်တယ်ရခဏနေကအမျိုးတဲ့ပြည်ကြတယ်မျိုးတဲ့သူကြည့်တော့ကုံမောဘုရားငါစောတာနှစ်ချက်ကိုကုံပြရတော့တော်တယ်ဘူးမရှိဘူးရှိတော့ဒီကြကောဒီကြတော့ဟိန်းတော့ဒီမမရှိနေချောင်းအဲ့ဒါလည်းခဲအောင်လည်းငါလာလို့နေအရှုံးမခံနိုင်ဘူးဟာရိုက်ခဲလာကျုပ်ဒီစီမဘာဘူးလေရမင်းဝတ်တန်းသားတဲ့ချိပါတော့ပြန်ဘာလဲစီမကောကိုသေးတော့ဒီနေ့ရအခုချိန်ဆိုကျွန်တော်တို့နေရာနေဝင်နေရောတိုက်ပုံကြီးနေနော်ဟိုလှချင်းလို့ကျွန်တော်ဝတ်တီးရအစလားဖြူးကြတော့မျက်လုံးလေးကိုဆက်တော့ကွာဒီမဲ့လေးကိုကျွန်တော်ကောင်းလို့ရတယ်ဗျာခင်းတော့ကွာဒီနော်ဒီနေ့အခုဘယ်ရောက်နေလဲဒီရောက်နေတာကရှိတော့ကြည့်ရအောင်ကွာအတိတ်ကဝင်ပေးကိုမဟာဟောရှိတော့ကြည့်ရလားဟုတ်တယ်ကွာဟောရှိတော့ကြည့်ရတယ်မထင်ဘူးဗျဘယ်လိုထင်တာလဲကွာငါတမီးလေးရှိနေတာရောက်နေအမတ်နေရပိုင်နေဒီတော့ခမရတော့ကအဲ့လိုလုံးနေတယ်ကျွန်တော်ကလက်ပိတ်နဲ့စာလေးလူချင်းကရှိမှတော့ကျူတာမနာတီးနေတာလေမလီအဲ့ဒါမျိုးကိုကလိုက်ပြီးရှိပါလားဟိုဘဝင်ကျူနေတာဟုတ်ပါအဲ့ဒါဆိုအမလေးတကယ်မျက်ပြီးပြရမလားဒီလိုတော့ပြပြီးပြရမှာဆိုရင်တော့တမီးပြမဟုတ်ဘူးဟောဆိုင်ပြမြန်မာနိုင်ငံရုပ်ရှင်မင်းသားတွေကရိုးတယ်ဟုတ်သားကိုရီးယားမင်းသားတဲ့တင်စားပြီးတော့ကိုမြောက်ပြီးမှာအေးလောက်ပါကျွန်တော်ဆိုင်ပြရောကကိုရီးယားမင်းသားရုပ်လေးမျိုးကိုရီးယားမင်းသားလေးကိုတင်စားပြီးတော့မြောက်ပြီးမှာဒီလေးစိုက်ကြပါဒီပြောလို့ပြောရင်တော့ငါဝိစချင်လို့နေနေတာဒီလိုချားတဲ့တန်ကြလေးကဒီလိုပြီးတော့လေရာဒီကလေးရဲ့ဘာကိုပြောမယ်နာရမီရဲ့ချစ်စရာတော့ဒီလိုတော့ဒီလိုဖြစ်ပြီးဒီနေ့ရတဲ့ကိုယ်နဲ့ဒီလိုပါနေချဝေဒီလိုချမ်းတဲ့တဲ့စင်ဆမ်းရဝေပြီးတော့ဒီငါလည်းတော့ရပဲလာ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 ဒီကနေ့ကိုရှာဟေးလာ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 ဒီကနေ့ကိုလာလာကာလာပါဒီပေါက်ပြီးတယ်ခေါ်ကန်ထောက်လို့သွားပါလေ။ဘာမှလို့ဖင်ကန်ထွက်ပါတယ်လို့ပြညာကြတာဘာဖြစ်လို့အသိတန်ရှင်းနေလို့ဘယ်လိုလဲသူများဖင်ကန်ထွက်လို့တော့ဒီရှိနေတော့အေးအဲ့ဒါရောက်စိုင်းတရားဖင်ကန်ထွက်တော့ဒီလိုရှိမှာနော်ဘယ်လိုစိုင်းမော်ရင်ရပြောမှာဘယ်လိုပြောမလဲကောင်းထိုင်ခေါ်လာရဲရင်အောင်ကြီးစိုင်းမင်းတော်လေးမော်ရဖင်ကန်ထွက်လို့ဟာအဲ့ဒါသူပြန်လာရဲ့ဒီလိုရှိမှာဘယ်လိုရှိမှာဦးဆောင်ကြီးဟာသူဟေးကိုကြကျွန်တော်ဟေးကွဲငါငါရင်လောက်ပါပဲခမဲလို့ကျွန်တော်ကစစ်နေတာဆိုတော့အဟုတ်မှလည်းနားရနေတာတော့ခမဲမလို့တော့အဲ့လိုကြည့်ကြအောင်ခမဲမိုင်းရိုင်းလို့အပြေးပြီးတယ်အဲ့လိုပဲတက်တယ်လေကျုပ်ကခမဲတို့ရဲ့သမီးရှင်ကြီးသမီးဝီးဆိုတော့မမဘူးလားဟောအဲ့ဒါလည်းတိတာပေါ့ကိုကြီးလည်းတက်ပြောပြီးပြီလေအဲ့လိုမစော်ရတယ်ဩဒီကိစ္စကတော့စိတ်ကူးပြန်လိုက်ကြနေတယ်ပတ်သက်တော့ဝင်တော့ပေါ်သေးတယ်ကြောက်ကြအဲ့ဒါမျိုးလည်းမသိဘူးလို့စစ်ပြီးတော့ဘာလို့လဲကျွန်တော်စစ်ဆိုးပါတယ်အဲ့တော့ကျွန်တော်ဝင်ကြည့်ပါလေကျွန်တော်မကြည့်တော့ဘူးဟုတ်တယ်ဟော
အဲ့ဒီnotice ဆိုလည်းမအောင် ဘော်ဒီကန်ယူတင်းလို့ နင်းနမကြမှာအကြီးဝင်ခိုင်းကြလားမကြဘူးတော့ကြည့်ပဲလားသူအကြီးဝင်ခိုင်း ချင်းလို့စားတာ မဟုတ်ဘယ်နဲ့အဲ့ဆိုင်အလူတလူအောင်တော့ ဘုံတော်ကြီးသားကဖိတ်တော့တယ် မင်းဘုံတော်တော်ကလည်းတောက်ကြတာစနေနေ့မွေးတာကွာအမေအဲ့ဒီကမှချင်းချင်းကအာနားရဲမွေးချင်တယ်သူတို့သိရင်မွေးလိုက်တာ ချစ်တာကြီးခင်ဗျားတို့လည်းကြီးနေကြတာဒီကိစိတ်ဆုနေတော့ပြောင်းနေအောင်မို့ တော့ကလည်း6ပြရဲအတောင်ပဲပြပြပါအောင် ပြောင်းလို့ဆိုရကောင်မတီးဘူးဒီno ဒီမာ no ဆိုင်မလို့နဲ့နှုတ်ကြောတော့တာမင်း လို့ပါနဲ့ကိုရဲ့ချစ်တာလို့ပါတယ်လေ စနေစနေမင်းတီးရမှာလေမင်းငါတာလေကွာတို့လိုက်ပါ အိမ်မှာဝေချောင်းကိုနေလိုက်တာတော့ဝေချောင်းကစိုးရင်နဲ့စိုးရတယ်နော် အောင်မမာလေအောင်လာလို့တောင်းတယ်မာလေတောင်းတယ်မာလေသူ့ကြောင့်သူတောင်းမယ်တဲ့မင်းသူ့ကြောင့်လေးတို့တင်းနေမလုပ်တဲ့ကြံရောက်သွားလိမ့်မယ် ဒီကကြီးလေးကဒီကတော့ဟာဒီအဲ့လိုကြီးဆိုပြီးတီးတယ်ဆိုတယ် ဟောဒီဒီခင်တော်လားဒီဆိုပါရလေ6 မရဘူးတော့မတရားတော့မမှန်တယ် ကြက်ဒီတော့တော်ပြီလားမတီးတော့ ဟောတီးပါဆိုဒီပါဟာကိုဟောငါတို့မသိရလို့ပြေးထည့်ထားတာဘောနော်ဒီကမှာလည်းဒီဝိုင်းနဲ့ထားပါမလား တော့အဲ့ဒါခဏခဏလေးလို့ထိုင်တော့ ငါထိုင်ကြမေးပိုင် ရပါလို့ ရ ပြောမလာနဲ့နော် လူကျော်မင်းမထိုင်ခြင်းမထိုင်တော့မနေလားဒီမှာလူနာပေါင်းနေလို့အဲ့ဒါဘာလို့လဲတော့လုံးပြန်ညှက်လာတဲ့နာကြ ဒါကဒီတော့အဲ့ဒါမရှင်နဲ့မလို့တော့ပါဘူးခင်ဗျာကျွန်တော်ရဲ့အကြိုက်လိုက်တွေကနောက်ကအဆူတော်မလေးပါတိနော်ထိုင်တော့ အဲ့ဒါငါလုပ်တယ်ငါနာအောင်မှာ သူနာမလေး သူကတကယ်လို့တာပါ ကျုပ်ခုရောက်နေတယ်ခင်ဗျားတို့ရောက်နေကျုပ်ဆိုင်နေ မဆိုင်ကြပါလားမျိုးနဲ့မင်းတို့ကပြောတာရေရွက်တော့ငါစောက်ကူးမဆိုင်ဘူးပေါ့လား ဟာခင်ဗျားအဲ့တော့ ညနေတော့ဆိုင်နေတော့ရေရွက်ရောဘာလားမညာလားငါမသိဘူးရောရွာလည်းမောင်တော်လေးလမ်းလျှောက်တာတာကူလမ်းနဲ့ကောင်မကက်နိုင်လို့ပြီးတော့ငါသွားဆိုလုံးကြတာပြစ်ထိုးတယ် ဟောယောက်ျားလေးတွေ ဟုတ်ပါတော့ကြည့်ဖို့စားတော့ယောက်ျားလေးတော့ငါကြထိုးလို့မနဲ့လို့ပြောတော့ အတော်လား ကြောက်တယ်ဗျာ ဒီစက်မပြောရလည်း